ယခုကားပြတင်ဆက်နေတာကတော့မိုင်းဆက်ခရိုင်မှအခါတိုင်းသားလူငယ်များဖြစ်ပါတယ်ရှင်ဘညူးညက်ပြလူနာမဆောဇမီယာယိုတုငါကားပြတင်ဆက်နေတာကတော့ဇိုင်းတုံခရိုင်မှအခါတိုင်းသားလူငယ်များဖြစ်ပါတယ်ရှင်ဘညူးကညက်ညက်ပြလူနာကျေတူမီချင်းနဲ့အကထာ
ဖြာစားတဲ့မာဒီနိုးကြီးအခါဇမလို့ငါခေါ်အခါဥစီစာမာနိုးကြီးငါကြီးအခါဇမလေဒူနာအလာချာဟောအာဒူညေခါဘမဲနုံအိုအာဂမအောင်ကြောလေငါဘဂျေတူမအောင်ကြောမာအာဒူမဲနုံတီကာယာကြောခေါ်တီဥပြေတီဖြာစားတဲ့မာဒီတီတီမီခါအောင်ကြောခေါ်ဤနာအာဒူယာမောချေနိမလာခွေနိခါရှိလူမာဤနာအာဒူအရဆာဟိုမိခါဘီမောတရားတွေတည်ရှိတဲ့အရှိပိုင်းမနှောမြေနေဟောင်းပေါ်လို့နေတဲ့ရောက်လို့လားတနေ့တစ်ခါဆန်ရွဲမဲ့တို့ပွဲတော်အခါလူမျိုးများဖော်၍ဖြူစင်စိတ်ထားနဲ့လမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ဒီတို့ရိုးရာအကများလေးကကြမယ်ရိုးရာတလင်းများနဲ့အခါလူမျိုးများဖော်၍ဖြူစင်စိတ်ထားနဲ့လမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ဒီအေချန်တဲ့ကင်မရာထားနေစင်ရွဲမဲ့နှစ်တီကူပွဲတော်အခါလူမျိုးတွေဝိုင်းဖွဲလို့ကပြောမယ်အိုးစီဘုံဘုံများတီးလို့ပြောကဘာကတီးစေရမယ်ကြောခေါ်အာဒူတီဖြာစားတဲ့မာဒီနိုးကြီးအခါဇမလို့ငါခေါ်အခါဥစီစာမာနိုးကြီးငါကြီးအခါဇမလေဒူနာအလာချာဟောအာဒူညေခါဘမဲနုံအိုအာဂမအောင်ကြောလေငါဘဂျေတူမအောင်ကြောတီကာယာကြောခေါ်တီဥပြေတီဖြာစားတဲ့မာဒီအိချဘီလောက်ပါတဲ့တောင်းတကြီးရဲ့ညွန်လင်းများအွန်ဆိုင်လို့စီစဉ်နေဂျေတကုံများနဲ့တဘာဝလာတရားတွေတည်ရှိတဲ့အရှိပိုင်းမနှောမြေနေဟောင်းပေါ်လို့နေတဲ့ရောက်လို့လားတနေ့တစ်ခါဆန်ရွဲမဲ့တို့ပွဲ၍ဖြူစင်စိတ်ထားနဲ့လမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ဒီတို့ရိုးရာအကများလေးကကြမယ်ရိုးရာတလင်းများနဲ့အခါလူမျိုးများဖော်၍ဖြူစင်စိတ်ထားနဲ့လမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ဒီအေချန်တဲ့ကင်မရာထားနေစင်ရွဲမဲ့နှစ်တီကူပွဲတော်အခါလူမျိုးတွေဝိုင်းဖွဲလို့ကပြောမယ်အိုးစီဘုံဘုံများတီးလို့ပြောကဘာကတီးစေရမယ်
ဖြင့်ဖြောပြတင်ဆက်ပေးပါသောကျိုင်းတုံခရိုင်မှအခါတိုင်းနာလူငယ်များအားအထူးကျေးဇူးတင်ပါတယ်ရှင်။อินอตุအခါစားသူဆောချောတယန်သူအတူအခါစားဖေကဆုံမီအိုနေနာလာဘူမီခွန်နဲ့ဇာလီယိုနဲ့မမီခွန်ထိုင်မီခွန်လာအိုမီခွန်ဗီယက်နမ်မီခွန်ငါဟန်အတူအခါကြောလူမဲအတူအခါလဲအနာအခါချိခါတိခါလဲအထာမီနေအခါတော်သူမြနီဒူလိမဲဝေချင်းငါပြောငါနေဒူလိမဲယောဟာမီခွန်တိုင်တော်ဇုံအချိပါကနဲ့မငလောနွာအတူခါတော့အချကူတော့အတူတော်တာတော်တော်မောတော်တူဒီကောလွယ်သူမြင်အတူအခါစားတဲ့ယောအကြချာတန်နေမတူလေတုံးဝတော်လုံးကြမယ်မတူလေအတူမထိစားကြမယ်အဲ့ကောအင်းနော်ထိကူပြန်ကူလဲမငဲကောနီဟာကညာလောလာစာတာကန်အတူမဟောခါယောအနလောလာကောတဲ့ဟာခါကျွန်တော်မြန်မာနိုင်ငံလွယ်မီတောင်ကျော်ဒေသမှာအခြေခံနေထိုင်တဲ့အခါတိုင်းသားများရဲ့ဥစားစီရင်မှုဖြစ်ပါတယ်။ယနေ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံသားမဟုတ်ပဲထိုင်းနိုင်ငံလာအိုနိုင်ငံဗီယက်နမ်နိုင်ငံမှာလည်းပြန့်နှံ့နေထိုင်လက်ရှိတဲ့အပြင်ကျွန်တော်ပြည်စင်ထားတဲ့ဥစားများဟာခေတ်ရည်စည်းကြောင်းနဲ့အညီခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့အစဉ်အရင်များနဲ့အတူကျွန်တော်အခါတိုင်းသားများဥစားစီရင်မှုကိုပြည်စင်ထားတာဖြစ်ပါတယ်။ရှုစားအပေးတော်မူကြပါခင်ဗျာ။အတူအခါစားတူမြေခွန်တူကျိုးဆော့ကျတူလခွေအတူလွမီရှာပကြောနဲ့ဇာလီယောအင်းနမြေခွန်တူကျိုးအခါစားတူကျိုးလို့မဲအခုပါတတကောကြောကြောငယ်တုံးကာလို့မချေအင်းနအနာရောင်သမီနီလာစားတာအတူအခါစားကြလာအတူလာကောတဲ့ထားကောအခုစနစ်တစ်ဆက်မဲ့ဝှဆောင်ကတော့ကျွန်တော်တရုတ်နိုင်ငံအခြေခံပြီးတော့ဆင်းတက်လာတဲ့ဝှဆောင်ဖြစ်ပါတယ်အခါဘာသာအဖြစ်လာပူကူလာပူမာလို့ခေါ်ပါတယ်ဒီနေ့ဒီဝှဆောင်ဟာလည်းကျွန်တော်မြန်မာနိုင်ငံသားမဟုတ်ပဲကျွန်တော်ထိုင်းနိုင်ငံလာအိုနိုင်ငံဗီယက်နမ်နိုင်ငံမှာလည်းမိမိတို့ရဲ့မျိုးနွယ်စုနေထိုင်တဲ့တက်ရောက်တဲ့နေရာတိုင်းမှာဒီဝှဆောင်ကိုဝှဆင်ကြပါတယ်ဒိုနီတူခေရစည်းကြောင်းအနည်းညီကျွန်တော်တို့ငွေသားငွေထဲများနဲ့ပြင်ဆင်ထားပြီးတော့ဒီနေ့လူငယ်များဟာဤမှုရာအပြင်ကျွန်တော်တို့အခါတိုင်းသားများရဲ့ဝတ်စားစီမှုဖွံ့ဖြိုးမှုကိုခိတ်စည်းကြောင်းတဲ့အနီးဈေးကွက်ရေးစီးပွားရေးစနစ်ကိုကျွန်တော်ဥတည်နေပြီဖြစ်ပါတယ်။အင်းအတအခါစားတို့ကဟုဘာတတာကြောင့်လည်းဖုဆုနေတဲ့တုံမငနေအနာယာဆန်နေကြလာကြောင်းနဲ့အချောဝဲဟမှုဖိုင်အချောဝဲကမောလာဖိုင်အတအခါစားကြလာကြောင်းတာကဟောနဲ့ဂါပိခါဒီနေ့အခုတင်ပြနေတဲ့ဝှဆောင်ကတော့ကျွန်တော်တို့အထူးဒေတာလေးမိုင်းလာဒေတာမှာရှိတဲ့အခါတိုင်းသားများဥစားစီရင်မှုဒီနေ့လောနိုင်ငံဒေတာမှာတော်တော်ကောင်းနေထိုင်ပြီးတော့ဤဝှဆောင်ဟာအခါတိုင်းသားများရဲ့မတူညီတဲ့ဝှဆောင်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ဒီနော်လောင်မြခဟောမမြခနမတော့ပဲပေါ်ကြအခါသားမင်းတို့တုံးအောင်လုံးပြေဦးမယ်။တုံးအောင်လုံးဟာအတူမအခါသားတုံးအောင်လုံးပန်းကလေးနမတိစီတဲ့တောက်အခါချက်ခတိခါလဲဖော်ပြီးမောကတူအင်းနော်အတူအခါသားယောငါတော့လာကောတဲ့ထားကောဆက်လက်ပြီးကျွန်တော်တို့အခါတိုင်းသားများရဲ့မြစ်ဖြားခံရဖြစ်တဲ့ဟန်နီတိုင်းသားများဟာကျွန်တော်တို့အခါဟန်နီတရုတ်နိုင်ငံမှာဆိုရင်ဟန်နီအခါဤကြရန်ဆိုပြီးတော့ကျွန်တော်ဟန်နီနဲ့အခါတမိတဝန်ထဲဖွာတော်တိုင်းသားများဖြစ်ကြောင်းတက်တည်ပြုတဲ့စကားတွေရှိပါတယ်။ခဏမူစားစီရင်မှုဟာကျွန်တော်အခါတိုင်းသားများရဲ့အလွမ်းသေးစကားပြောစကားလေတံများကွဲပြားတော်ညာလေကျွန်တော်တို့မြစ်ဖြားခံရအတူတူဖြစ်ကြောင်းတက်တည်သမိုင်းတရားများရှိပါတယ်။ဒါကြောင့်ခဏအခါတိုင်းသားများဟာမေလောက်ပင်ဝေဝေမေလောက်ပင်ခွဲခြားအခါဆိတ်ခါတိခါမှာဆိုတော့10 in 1ဆိုတဲ့အခါဘယ်လောက်ပဲခွဲတမင်နွယ်တုံစီဖြစ်တယ်ဆိုတာတက်တည်ပြည့်လေရှိကြောင်းဖော်ပြလိုပါတယ်။အင်းနော်အတူဟန်နီအခါတိမပေါ်ကြလဲအဲ့လိုပဲအတူအခါစားတော့အခါကြောကနေအခါဆိတ်ခါတိခါအဲ့မင်းနဲ့ခါစားတုံးလုံးတင်မယ်။အခုတင်ပြနေတဲ့ဝတ်စုံကတော့ကျွန်တော်တို့ချွေးလို့ပြောတဲ့အခါတိုင်းသားများဟာမိမိနေထိုင်တဲ့ဒေတာမိမိရဲ့အမျိုးအနွယ်လိုက်ဥစားစီမှုရှိတဲ့ဝတ်စုံလေးဖြစ်ပါလေ
ကျွန်တော်တို့အခါလူမျိုးဟာမိခဲ့လို့ပဲကိုစင်ပါစေမိမိအမျိုးသားကိုလက်ထပ်တဲ့အခါမှာအမျိုးသားရဲ့အမျိုးနွယ်ကိုလက်ပြီးကိုဆင်ရတဲ့ဓလေ့ရှိပါတယ်အမျိုးသားရဲ့အမျိုးကိုခံယူရတဲ့ဓလေ့ရှိပါတယ်အဲ့တော့ကြောင့်ကျွန်တော်အခါလူမျိုးတွေဟာမိမိရဲ့ဝတ်ဆောင်မှုမြက်မြက်နိုးနိုးဝတ်ဆင်လေတန်ဖိုးထားကြတယ်ဆိုတာခဏကျွန်တော်တို့ဆက်ဆက်မှာမြင့်မြင့်တရားပြုနေရတာဖြစ်ပါတယ်ဒီနောက်အတူအခါစားအကုကျေတုံးနဲ့ဖကြို့လို့ခေါ်နေအကုကျေအချာခေါ်နေယောဟာဇေယယူနာယောဟာဇေယအဂျာချောင်းရချောထဲမဲလေအတူမယောနာလို့စင်ရလူမဲခွာအတူမအခါစားတော့ဟာတို့မဲလေပစ္စည်းမှာအခုဒီဆိုင်ပင်နဲ့ဥဆောင်ကတော့အကျော်ဆိုတဲ့ကျွန်တော်အခါခေါင်းပေါင်းထဲမှာအမြင့်ဆုံးခေါင်းပေါင်းအမျိုးမျိုးဆင်ရင်ပြီးတော့ဆင်ရင်ကြပါတယ်အကျော်ဆိုတာကျွန်တော်အခါတိုင်းသားများရှေ့ကနဦးကအခါတိုင်းသားများကိုဥဆောင်ခဲ့တဲ့မြို့နယ်စုဖြစ်ကြောင်းကိုလည်းတက်တဲ့စကားများဆိုတာရှိပါတယ်ဒီနေ့ကျွန်တော်အခါတိုင်းသားများဟာဒီဥဆောင်ကိုလည်းတောင်ပေါ်မှာနေမြို့မှာနေဥဆောင်ကိုထင်းထင်းနဲ့ရှိကြောင်းတက်တည်ဖြစ်ပါတယ်ဒီနောက်အတအခါစားအဝူပါနဲ့ရွာကျရွာချောင်းဂျူဇမ်လာကခါဆိုချင်မလဲအတူကြတဲ့လုံးစုံကနေကြောက်ရဒီနောက်အခါအကျော်အကြီးအဆုကလေးချေအကျော်ဦးချေအတူဘာမောလို့မဲခမင်းနဲ့လာကောတိပပတ်တရှိမင်းတို့အခုဒီစနေနဲ့ဝှဆောင်ကတော့ကျွန်တော်တို့တရုတ်နိုင်ငံယူနန်ပြည်နယ်လန်ဆန်ဒေသမှာနေတဲ့ဝှဆောင်ဖြစ်ပါတယ်ဒီဝှဆောင်ဟာကျွန်တော်တို့အခါတိုင်းသားများထဲမှာဤလန်ဆန်မှာဒေသမှာရှိတဲ့နေသူခဏမြန်မာနိုင်ငံမှာတော့ကောင်းထိုင်းနိုင်ငံမှာတော့ကောင်းပြန်တတ်နေတိုင်းနဲ့ယနေ့ကျွန်တော်တစ်ချက်လေးမှာလည်းရှိတဲ့ဝှဆောင်အပြင်ကျွန်တော်တင်ဆက်ခြင်းဖြစ်ပါတယ်ဒီနောက်အတူအခါစားတူဒုံဝဒုံလုံးနာလာပမီခေါလန်ဆန်ဂျိုအခါစားမင်းတို့ဖလိုတုံလူမဲဒီနောက်ကတည်းကဟိုကနေဒီအတူအခါနောစားတူဂျီတုံမဲတချေလေးမဲကိုကြောလူမင်းနဲ့အတူအခါစားဒုံဝဒုံလုံးလာကောတဲ့ပတန်နေရှိအခုဆက်လက်တင်ဆက်နေတဲ့ဝှဆောင်ကတော့ကျွန်တော်တို့အထုဒေတာနှစ်မှာရှိတဲ့ကျွန်တော်ဒုံလုံးမိုင်းရအချက်မှာရှိတဲ့ဒေတာမှာနေထိုင်တဲ့အခါတိုင်းသားများဝှဆောင်ဖြစ်ပါတယ်အထုဒေတာနေ့မှာရှိတဲ့အခါတိုင်းသားများဟာလေကျွန်တော်တို့မိမိရဲ့ဘာသာမိမိရဲ့လူမျိုးရဲ့ဝှစားစီရင်မှုကိုထည့်သွင်းလက်ရှိကြအောင်ဒီနေ့ကျွန်တော်တို့လာရောက်ပြီးတော့တင်ဆက်ပြသနေတာဖြစ်ပါတယ်ဒီနောက်အတူအခါစားတူလာပူဟောမောင်မိခါလာကိုဒုံလုံးမိချွန်ကျုံအခါစားတူမဒုံလုံးအတူမအခါတူမဒုံလုံးယောဟာတူကျန်他和那拉卡钱呢？伊那跟你拉萨汤啊嘞，啊都老悄悄的好，啊看啥都拉我的呢，他和那靠。伊那跟你ကျွန်တော်တို့ဆက်လက်တင်ဆက်နေတဲ့ခေါင်းဆောင်နဲ့ဝှစားစီမှုကတော့ကျိုင်းတုံမျိုးနဲ့ကျွန်တော်တို့လေရင်ကွင်းရဲ့နောက်ကျောင်းမှာရှိတဲ့အခါရွာများတာလည်းရှိတဲ့ဝှဆောင်ဖြစ်ပါတယ်အင်မတန်ရှားပါးနေပြီဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တစ်ချက်လေးမှလည်းထိုဒေတာနေတိုင်းသားအခါတိုင်းသားများဟာဤဝှဆောင်အပြင်ကျွန်တော်တို့တစ်ချက်လေးမျိုးမှာ17ကြိမ်မြောက်အခါရွရခါတောင်ပွဲတော်မှာလက်ရောက်တင်ဆက်နေခြင်းဖြစ်ပါတယ်အခါတိုင်းသားများဝှစားစီရင်မှုဟာကျွန်တော်တို့ဟာအမျိုးသမီးကိုအခြေခံပြီးတော့ဖော်ပြလေးရှိပါတယ်ဒါကြောင့်ကျွန်တော်အမျိုးသမီးဟာပြည်သည့်အနွယ်ဖြစ်ကြောင်းကိုတက်တည်ပြုတဲ့သရကတစ်ခုလည်းဖြစ်ပါတယ်ဤဝှအခါဝှဆောင်များအားလုံးဟာနဂါးကနေဆက်တက်တယ်လို့လည်းအဆိုရှိပါတယ်ဒီနောက်အတုမအခါစားတဲ့တုံးအတုံးဟာဒီကညီကကြောလွယ်တုံးအတုံးလည်းမတော့ခွန်နီအတုနေစာမီယာမီနဲ့အကျဲမအကျဲကြောတုံးအတုံးလို့ပြင်မယ်အခုကျွန်တော်ဆက်လက်တင်ပြရှုစားနေရတာဝှဆောင်ကတော့လော်မွေအုပ်စုဒေသမှာရှိတဲ့အခါတိုင်းသားများဝှဆောင်ဖြစ်ပါတယ်ထိုဒေသမှာရှိတဲ့အခါတိုင်းသားများဟာကဘာနေရအနက်အပြန့်မှာတော့ရောက်နေထိုင်ပြီးဖြစ်တဲ့အတွက်ဤဝှဆောင်ဟာလည်းပြန့်နှံ့နေပြီဖြစ်ပါတယ်တို့ကြောင့်ကျွန်တော်အခါတိုင်းသားများဝှစားစီရင်မှုဟာကျွန်တော်တို့အခါတိုင်းများမျက်မျက်နှာလို့ထင်းထင်းလေခဏိတိုင်းထိမ့်သိမ်းသားရှိတယ်ဆိုတာကိုယနေ့မိမိတက်တည်ရှုစားနေရခြင်းဖြစ်ပါတယ်အင်းနော်အတူမဘာဟောလူအခါဦးတုံးလွာတုံးလုံးဟာကျေတုံးမလုံးမကကြောကြောအခါသားတော့လာကိုတဲ့နေဖတ်နာဟုလေခါမင်းတို့အခုဆက်လက်တင်ပြနေတဲ့ဥဆောင်ကတော့ကျွန်တော်အခါတိုင်းသားများရဲ့မိသည့်နေရာမှာဆိုပြန့်နှံ့နေတဲ့ခေါင်းဆောင်တစ်မျိုးဖြစ်ပါတယ်ဒီခေါင်းဆောင်အမျိုးနဲ့ပြောမဆိုရင်ခေါင်းဆောင်အမျိုးပေါင်း40လောက်ရှိပါတယ်ဒီနေ့ကျွန်တော်တင်ပြနေတဲ့ထဲမှာအခါဝှဆောင်အားလုံးအပြည့်မပြည့်စုံနိုင်တော့လေကျွန်တော်အခါတိုင်းသားများဟာစေကနန်းရှိတဲ့အခါတိုင်းသားများဟာတခုတည်းတော့အခါစိတ်ဓာတ်ရှိတယ်ဆိုတာကို
ကနေ့ကျွန်တော်အနေရောင်အပြင်ဖော်ပြနေခြင်းဖြစ်ပါတယ်။ဤနောအတူအခါစစ်ကတိခါအဲလွယ်အခါစားတုံအတုံလုံးအကျွမ်းမတွေးကိုနီအခါစစ်ကတိခါအဲနမတုံရထမဲလေဤနောတုံအတုံလုံးကိုနီယောဟာနလူအခါတူလာကိုတဲတဲ့ဖတ်တော်နေခေါဆက်လက်ရှုစားမယ်အုတ်ထုတ်ကတော့ကျွန်တော်အပြိုတွေဝတ်စင်တဲ့ဝတ်ထုတ်ဖြစ်ပါတယ်ကျွန်တော်အိတ်ထောင်မပြုတ်ခင်မှာဝတ်စင်ရတဲ့အပြိုဝတ်ဆောင်ဖြစ်ပါတယ်ဤကဲ့သို့ဝတ်ဆောင်မှသာလျှင်ကျွန်တော်ရေးစားစကားပြောခွင့်ရှိပါတယ်အခုနတင်ပြသွားတဲ့ခေါင်းဆောင်များကိုရေးစားစကားပြောရင်အမှုတင့်ပါတယ်ရေးစားစကားပြောလို့မရပါဘူးအခုတော့ဝတ်ထုတ်ဆွမ်းလို့လေဆိုရင်တော့ကျွန်တော်အိတ်ထောင်ပြုတ်ပါရစေချစ်တယ်ဆိုတဲ့မေတ္တာစကားဆိုလို့ရပါတယ်အခါလူမျိုးမြဲမျိုးဆက်ပြန်ပွားတဲ့အခါမှာဝတ်စားစီရင်မှုကြည့်ချင်းအပြင်အပြိုရောက်ကြောင်းမရောက်ကြောင်းကိုသိတာနိုင်မှာဖြစ်ပါတယ်။ဤနော်အတူအခါစားဝန်ရှာနေအီနကလေးကိုဂျူလေးဦးလေးကိုအစာညင်းစားတဲ့ဝန်ရှာနေအီမိနေဤနော်အတူမော်တော်ဂါတော်သူအဲနာကိုကိုချူမငနာဇဆာတော်မယာဟာမီမရှင်ညာလဲတော်တာကြောင်းနေမမီနဲ့ဦးချွေးကြောက်သူဦးလိုကြောက်သူဆမ်ပွားတာဆမ်ပွားမသူဒီကားတိကဟာမီမရှင်ညာကြီးကနေ့ဆက်လက်တင်ပြနေတဲ့အုတ်ထုတ်ကတော့အပြိုအုတ်ထုတ်ပဲဖြစ်ပါတယ်နေရာဒေသမြို့နယ်စုကိုခွဲပြပြီးတော့ဝစားစီရင်မှုကတော့မတူတာဖြစ်ပါတယ်ဒါပေမဲ့တူညီတာတစ်ခုကတော့အုတ်ထုတ်ဆိုရင်ကျွန်တော်ခါတိုင်းသားများအပြိုလို့သတ်မှတ်လို့ရပါတယ်အခါတိုင်းသားများဟာအုတ်ထုတ်ဆောင်းတဲ့ထားတဲ့လူများကိုအချစ်ရေးဆိုဖို့အတွက်ဆိုခွင့်ရှိပါတယ်ဒါကြောင့်မြင်းဒေသဒီနေရာမှာနေထိုင်နေဖြစ်စီအခါတိုင်းများအုတ်ထုတ်ဆောင်တိုင်းခွင့်တောင်းပြီးတော့ရေးစားစကားခွင့်ပြုဖို့တောင်းခံလို့ရပါတယ်။ဒါကြောင့်အခါတိုင်းသားများယနေ့တိုင်းမိမိတို့လူမျိုးထင်နေနိုင်ဖို့အတွက်မျိုးဆက်ပြန်ပွားနိုင်ဖို့အတွက်မိမိဟာမိတဲ့ရွယ်ရှိတယ်ဆိုတာကိုအုတ်ထုတ်အပြင်တက်တည်ပြလည်းရှိပါတယ်။အင်းအတအခါစားအတအခါဒီစီတီစီဂျိုလေအိုလေဟိုအတအခါစားဟာမီရှောင်းရှာနေ이나요그미네이나우고추추나아초미다 레네 아두타 그거네 졸라지 비마 그미네 이너 라크타우 아이가추 아이가니 메뉴 초도 아카메추 돈에 타고네라고 잠미자 요 요한나루 느사오루 그니 저러 아카 다인다미야의 우사시 무고တင်ဆက်ပေးပါတော့အခါတိုင်းသားလူငယ်မောင်မယ်များယနေ့မှစ၍နောက်မျိုးဆက်တန်အောင်ဒီဝစားစီရင်မှုအပြင်မိမိအခါတိုင်းသားမြတ်ရဲ့ဂုဏ်ကိုဆက်လက်မြင့်တင်ပါစေလို့ဆုတောင်းမေတ္တာပို့တလိုက်ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်야니 저저드 티더 미마츠가 사가도 가가저 젤라가 이주승 가가저드
Apachuno maje ino jeremia Jala woche mata hojo tange Jiche jido uza shule chenga Ano keramia Mama
当就一年哟，公差打来个你妈这个么个，叫的好叫妈耶，米呀咯。阿卡苏米哦，阿婆米耶那米哈咯，听到嘛耶嘛耶，我就当大叫。La ko yo kakate ne lo ye ni do je dun jo le mi ayo de me de
拉科有个卡的了，拉科，呜。宇宙の神女ユニオ宇宙世の神女十少女さ水に飲むいのチェヌマエチミャラハチェナマゴリアヨチバグホミャキコレチドマジョガナロザムジョサロ
个卡米就有你哦，我就成了卡米就最求救，那你最来那么一呢，钱我买几米啊？老哈钱那么我的，还有几把个后面，几个来起多嘛就干那路，咱们就啥路。这个卡米就有你我就成了卡米就最求助，那你最来那么一呢，钱我买几年？老哈钱那么我的，还有几把个后面，几个来起多嘛就干那路，咱们就啥路。钱那么我的，还有几把个后面，几个来起多嘛就干那路，咱们就啥路，咱们就啥路，咱们就啥路。Peza kun hoti kan shabu menun
古好提萨托伊布，唱着嘎咚阿阳灿烂啊，咱们的那么古那阿苏啊，比古努咱有的那么那阿苏啊，比古努。怕定诶，都迷真诶，你想嘛表啊，没有松土难做松女女诶，咱你听没阿努得嘛？唱着嘎咚阿阳灿烂啊，咱们的那么古那阿苏啊。有的那么那阿苏啊，比乌努。ละครนี่รู้มั้ย အခါမဲနုံကျွေးလျူနော်မူခေါ်ကြ
cho ta khá khang gió hơ ngà gió lê thì cùng lũ thọ lũ má á đưa về thì đưa nè xa khá liều gió gió mù lê khang gió hơ ngà gió lê họ thọ theo tôi bù bù ơ á đưa về thì đưa nè xa khá liều thì cùng lũ đã trả lời bơ khô tê pa khô si cơ la cá thao yo bự gió chế lệ chỉ ho bao tu ho thọ nhẹ nhẹ ta ma đi khám em nung chơi liều lòng là khá chế nhà khang gió hơ ngà gió lê thì cùng lũ thọ lũ má á đưa về thì tôi nè xa ta lì gió gió mù lê khang gió hơ ngà gió lê họ thọ theo tôi bù bù ơ á đưa về thì tôi nè xa ta lì thì cùng lối đã trả lời bơ thì cùng lối đã trả lời bơ lối đã trả lời bơ thì cùng lối đã trả lời bơ thì cùng lối đã trả lời bơ nên mùng ma ya phama ta sa chu ta cha la o che ma ta ha cho ta la yo hey tu me no me ba se kha kwa tu me no me ba se kha ma kum lo na o ga ja ja mama de se so ne chala je Joma aga jo aka ho che ka ti kama
저 밤아가냐 미무티가 저 태살러며 저 태가을 왜저 벼라마 바태가 미에 바벼라마 지러야하 범위에 바서저 여서야하 대풀볼라로 지러야하 바서서저요 여서분아가 대풀라로 저무가 너야 싸워 나 버쳐들가 너 의미냐 아부메 마시티이 망해내냐 어자랭에 willo맘야 의도야 실로마덤야 유랭에 мя이 마미냐 나 내가 의미 잡아물도 마차도 넌제게 kho네 마차도 멜랑카네라 의미 송시도 가오 kho네 너시도 패도 저 홀랭아 저무가 너야 싸워 나 버쳐들가 너 무기냐 아부메 마시지이 망해내냐 배태쳐도 오그 헌야 파라 맨노드 워드 기도가 내놈 너야 허추여 로야나 아무도 사지 않고 저기 너 이놈 가나 동네 봄을 보내자